ကဲကွာပြောနေဟာကြီးမသိဘူးလေဘယ်ကများရမလားဟဲ့ဟိုပြန်လာနေပြီမင်းလောင်ပြေးတာတော့ရောက်ပါဦးဒီပါပြီရောက်ပါဦးမှန်ဟုတ်ပြီ你丢不丢呗？爬到七楼几岁呀？阿公也咋可以这个嘛？错了吧？几楼高嘛啦？你我爬到干哪？你我你跑龙嘛？当然出面嘛你啦？你妈哩过一边嘛你哩？过一边不老比干弄呀嘛嘞？你们看到不都干嘛嘞？俺们那偏干哪？来动那你呀呗？不都嘛来偏不干？好的嘛，哎，跑龙嘛呢？喏，不干哪边呢？没少标呢。ဒီဘလို့ဘယ်လိုရောက်လာ မသိဘူးလေ ဟာဒါအော်ယူဆန်းတာအော်ယူဆန်းတာဒီလားဟမ်အော်ယူကြောင့်ပြသေးတာပေါ့ဟေးဒီမှာဒိုလေးကကပြင်းနေကိုလေးမလေးဘယ်ဦးချင်တယ်မတဲ့ဘောလုံးကပြေမကုမြကမော်ပြီဘောလုံးကလည်းမမြင်ဘူးလားဟာ你把它多干哪嘞？ဟဲ့လူခမ ्या ကန်လည်းကြုံမြင်တယ်နော်ဟုတ်ပါတယ်အားပြောပြနေငါကန်တာလို့ခမ ဘာလို့ကန်တာပြောဘာလို့ကန်တာလဲငါ့ကိုကန်လို့ကန်တာပေါ့ခမ ्या ကိုဘာလို့ကန်你ကိုကန်တာလေပြောလိုက်ပြောလိုက်မသိဘူးလေမသိဘူးတဲ့အော်မသိမဲနဲ့ခမ ्या ကျုပ်ကိုဘလိုင်းကန်တယ်ပေါ့ဟုတ်လားရတယ်လေရတယ်ဒီမှာခမ ्या တယောက်တည်းခြေတော့ပါတာမဟုတ်ဘူးကြောက်မှလည်းခြေတော့ရှိရဲ့အကိုလေးဆုလာနိုင်ပါနေလေဒါကြောင့်မိတ်ပြတ်သွားအောင်မယ်နော်ငါပြီးမြင်လာစမ်းဘာလို့ခေါ်နေလဲထိမှာဆိုလို့ဆုလာနိုင်ရှင်မင်းမျက်နှာလေးကြောင့်ဒီတခါတော့ဝပေးလိုက်တာသားနော်ဒါမဲ့လေကိုမြတ်ဆိုတဲ့ကောင်ကလေအသားကိုနဲနဲလေးချင်းစိတ်ကြမအကြီးနာတယ်အကြီးနိုင်ဟာနေရောနေခဲ့လိုက်နေကိုပြောတာလာလေဘယ်လာမလဲဒါလို့မရဘူးလေဒါလို့မရဘူးလေအဲ့ဒါကိုကြီးချက်တော်လေဟဲ့ဘောဗျာမဒီဘောလုံးကနေကငေါ့ကန်တောင်လားပြောစမ်းခဏခဏမဟုတ်ပါဘူးကိုယ့်ကိုတော့ပြီးတော့တရားနဲ့ရှောက်ကန်လိုက်တာအမလေးဟဲ့နင်းဒေါသနဲ့ကန်တာလေငါဖင်ကိုတက်တက်မှနဲ့ဟဲ့ဘောဗျာမရဲ့နင်ပြောင်းမလိမ့်နဲ့နော်နင်ငါဖင်ကိုတက်တက်ကန်တယ်မလားတဲကိုင်းတာမလားဟင်ငါ့ကိုတငယ်ချင်းကိုတက်တက်ရှက်ခွဲတာဒီမှာနင်ကငါဖင်ကိုဘာဖြစ်ချင်တာလဲပြောဟင်အတုအစစ်ခွဲချင်တာလားဟဲ့ငါဖင်ကအစစ်နော်ဒီမှာနင်စမ်းရင်ဟောဒီဘောနဲ့မဆန်းနဲ့နင်လည်းနင်ကိုယ်တိုင်ဆန်းအစစ်ဟဲ့အစစ်ကောင်းလိုက်တာဟဲ့နင်ကဖင်ကိုကြားတယ်ပြောပြချာမလုပ်ပါနဲ့အနီကမလုပ်ပါနဲ့ကအနီကဟိုကိုကြီးကလိုက်တဲ့ဘောလုံးအကိုလေးကိုလာမှန်းတာပါအကိုလေးဒေါသနဲ့အဲ့ဘောလုံးပြန်ကန်လိုက်လို့အနီကမှန်းသွားတာပါတောင်းပါပါနော်အိုးကဲဆုလာနိုင်တော့လာရှင်းကြအောင်လေအေးပါအေးနော်ခဏကန်တာဘာလို့လဲအလားပြေမလို့တငယ်လာပြီလေလိုယူဆွဲနေလဲငါ့ကိုဟဲ့ဘာရှင်းမရမှာလဲဒီဘောလုံးကိုကြီးစကန်လိုက်တယ်ဆိုတာရှင်းပေးပါဦးဟုတ်ပါလေကိုမြတ်ရဲ့မတော်စပြစ်မရမလို့ဒီမှာဟိုကရှင်းပြနေပြီမပြီးသေးဘူးလားမပြီးနိုင်တော့ဘူးလားဟဲ့နေပါဦးအေးဒီမှာတငယ်လာတယ်ဆိုလို့မြက်တောင်တူးတက်နေတာချက်ချင်းအော်စီယာဖျားဗျာအော်လာရင်မလာဘူးကိုအော်လေအိုးလေအိုးဒီဘောလုံးကကိုအော်ကန်လိုက်တာဆိုဟဲ့အော်ပြီးကန်တာမဟုတ်ဒေါသနဲ့ကန်တာငါလာမှန်တာဟုတ်ဟဲ့မှန်တာလေမျက်နှာကိုမှန်တာဒီမှာမျက်နှာကိုမှန်တာအမလေးဒီဘောလုံးကကိုမျက်နှာကိုမှန်တယ်အမလေးရက်ဆက်တယ်စိတ်နာတယ်နေကိုဘာဖြစ်သွားလဲမင်းဒီချက်ကောင်းထိတိုင်းမျက်တောင်တူတောင်ကြွကြတယ်အမလေး drive ဘောကန်သွားတဲ့တာတင်တက်ဘာလို့ခေါ်ရလဲပြေပြုံအောင်မယ်ဟဲ့ငါချောင်းငါကနေဘူးပါလားမင်းကို overdrive ကန်လိုက်တာအမေကြီးကြောင်ပါဟဲ့ခေါ်စိမ့်မဟဲ့နေခေါ်သွားလိုက်အမဒီထဲမှာခေါ်တာနေတယောက်ပဲရှိတယ်ဟဲ့ဘာလဲပြောဒိုင်းအိုမာကြီးအမလေးငါမြတ် drive အိုမာလေအမလေးဒီရတာ jungle drive သိပလားဟဲ့ဘာလဲ jungle drive ဟဲ့ jungle drive ဆိုတာညီမသိဘူးလေအားကြောင့်ဖူးဖားနေတာ jungle ဆိုတာတော့ drive ဆိုတာ6တော့ကြောက်ဟ
ဒီစနဒီစရတော့ကြောင့်ဖြစ်เสียလားနေတာခေါ်ကြောင့် ဟမ်ဟဲ့ငါခေါ်တာပါဖြစ်လေငါခေါ်တာတိုင်းတိပတိခေါ်တာဟဲ့နေလို့မနေ့တည်းကထား6တာမဟုတ်ဘူးနားလဲလား ဟဲ့ဘယ်တုန်းကပဲ6ကြောင့်6တယ်ဘို့ပဲလုံးတာ ဟဲ့ဒီက6တာမဟုတ်6တက်မျိုးကြားနေတာသိပြီလား ကျွတ်ယုံနေမကောက်ကျမတို့ကပကြားကိုအပ်နေတာ ပြောပြလိုက် ဟုတ်ပါတယ်အဲ့ဒီပကြအတဲ့မှာလေ6နေတဲ့ဖပြန်ကြောက်မှညီရတမျိုးထထတွန်သေးတယ်နော် ဟဲ့အဖွားကြီးကြောက်သမီးကိုဘယ်လိုပြောလိုက်တာလဲ ဟဲ့သမီးဖြစ်သွားပြီလားအမလေးတန်းနေလိုက်တာဟေးမနေ့တနေ့ကပဲသားဆိုပြီးစော်တကားနေပြီးတော့ချက်ချင်း dry ချလိုက်တယ် ဟဲ့သမီးညစားကြလားဟဲ့ သိဘူးလေဒီဘက်သမီးသမီးစားလို့ရှိရင်ရုံစုဆို ဘာတွေဖြစ် အာကောင်းကြောက်တယ်ဘာပြောနေလဲဖွားကြီးကလည်း ဖက်နေရလမ်းဝိုင်းမှာအရှက်မရှိအော်ကြီးကျရန်ဖြစ်နေရတယ်လို့သွားကိုလန်းကိုသွားအဲ့ဒါအော်ကြီးမိတ်မယ် ဟဲ့ ဟောလေလမ်းမိုင်မှာ စူးလာနိုင်ရဲ့မတိလို့မရငါတိရ ဩသာသေးတဲ့ကြီးတယ်ဘောလာပြီဟဲ့ဟာ ငါမေးခွာ မပေါ့ကျွန်တော်ဆော်တာမပေါ့ဗျာဘောဆိုဟိုအချမ်းမဘောလုံးနဲ့ပြစ်လိုက်တာပါဗျာရှုံကုန်ပြီတုံးတာပါ ဟဲ့အချောင်းကလည်းစွဲမယ်မြစ်ဘလုံးကောက်ခဲ့လားငါ့ကိုဘလုံးနဲ့ထုတာပဲအချောင်း အော်ဟာရတော့ကြောက် တောเจ้าတွေမျိုးเจ้าတယ်မသိဘူးအချောင်းကအလုံးတူတူ အမလေးအဲ့လိုတော့မတူပါဘူးလေဒီမှာ तू ကတော့ကြ तू ကမြုပ်ကြ မလေးတူစရာလား ငါ့ကိုမျက်စိမှောင်ပြီးတော့အားလုံးဆွဲပြီးတော့စားပလိုက် ဒီသောက်ခံနေညီသောက်ခံနေ အဲ့လောက်ကတော့ရင်မခုံဘူး ကျမတို့ဒီတန်း ဘူးတာပြီးပါပြီ ဘာဖြစ်နေရလဲရှင်းပါ မလုံးရှင်းရမလို့သူ့ကိုငါတယောက်လုံးပါတယ် တနာ ရှင်းမရလားဟောဒီဘောဒီဘောဘယ်ကရောက်လာပါလဲ ပကံပြားပြန်နေရ သူလာနိုင် အဲ့ဒီဘောလုံးကပကံပြားပြန်နေရမဟုတ်ပါဘူးဗျာကျွန်တော်စီကစသွားတာပါ အမလေးဆက်ကြပါလားနောက်ရောက်လာပြီနောက်ပါမယ် ကျွန်တော်ကလေစက်ချောင်ဝင်လာထည့်တော့မနှောက်ပါဘူးဗျာကျွန်တော်ကုမ္ပဏီသွားမယ်ဆိုပြီးတော့ထွက်လာတာခလေးတွေလေလမ်းမပေါ်တက်ပြီးတော့ဘောလုံးကန်ကြတယ်ကျွန်တော်ထမင်းရလေးကိုဘောလုံးနဲ့ပိတ်ကန်လိုက်တာဗျာဟိုမှာကြည့်ပါဦး တနာပါတယ်ဟဲ့ တိုင်းတိုင်း ဟုတ်ပါတယ်ဗျာအရင်သနာစရာကောင်းပါတယ်အဲ့ဒါကြောင့်လေကျွန်တော်ဒေါသထွက်ပြီးတော့ဘောလုံးကိုကျုပ်ကန်လိုက်တာ တောင်း British အဲ့ဒါပါလေ တနာစရာမကောင်း ဟောရလားကိုကသိဖို့ဆန္ဒမယ် ဘာဖြစ်လာတာငါ့ကိုအဲ့ဘောလုံးကငါတခုလာမှန်းတယ်ပြီးတော့အကုန်တောက်ချောင်းမှန်းတယ် ဟုတ်တယ်အဲ့ဘောလုံးငါ့ကိုယူမပြီးနောက်တော့ငါ့ကိုလာမှန်တယ် ဟုတ်ဒီမှာပုံမှန်ဆက်ဆက် yes sir yes sir yes sir အဲ့တော့ဟဲ့နေချောတူမဆွဲတော့အခေါ်တော့ပွဲမယ် မလုပ်ရနဲ့